ပရိုက်တာတွေလုပ်ပြီးတော့ဟိုဖြစ်တယ်ပေါ့နော်ပရိုက်တာတွေလုပ်နေပြီးတော့ပရိုက်တာဘန်းပြစားတယ်ပရိုက်တာဘန်းပြစားအောင်အမအနေနဲ့ဟလားအမနေနိုင်တယ်ထိုင်နိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်အမဒီပရိုက်တာလုပ်ငန်းကိုဘယ်သူကမှအမကိုလုပ်ပါလို့အမကိုအတင်းကျပ်လုပ်ခိုင်းတာမဟုတ်လို့ချင်းလဲဘာဖြစ်ဒီသတင်းတက်သွားတဲ့အတွက်ကြောင့်အမကိုထိခိုက်တာကိုအမခံနိုင်တယ်ဒါပေမဲ့ခိုင်နှင်းဝင်ကဟလားဒီတက်ရရောက်နေပြီဟလားပရိုက်တာတွေလုပ်ပြီးတော့ဖြစ်တယ်ပေါ့နော်ပရိုက်တာတွေလုပ်နေပြီးတော့ပရိုက်တာဘန်းပြစားတယ်ပရိုက်တာဘန်းပြစားအောင်အမအနေနဲ့ဟလားအမနေနိုင်တယ်ထိုင်နိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်အမဒီပရိုက်တာလုပ်ငန်းကိုဘယ်သူကမှအမကိုလုပ်ပါလို့အမကိုအတင်းကျပ်လုပ်ခိုင်းတာမဟုတ်မရှင်းပေးသေးဘူးဆိုတော့3လကျော်4လရောက်သွားရင်တော့အဆင်မပြေဘူးအဲ့တော့အခုသူ့အမကခီးသွားနေတယ်သူတို့သွားလှူနေတယ်ထင်တယ်ပြန်လာရင်ဒါနဲ့အမကိုလာရှင်းပေးမယ်ပြောရင်လာရှင်းပေးရတဲ့အထိတော့အမစောင့်လိုက်မယ်လေလာရှင်းပေးရတဲ့အထိတော့အမမရှင်းပေးဘူးဆိုလို့ရှိရင်တော့အမကတော့စာနယ်ဇင်းရှင်းလင်းပွဲကိုတကယ်ကိုတိတိကျကျလုပ်ပြီးတဲ့အခါကျတော့အမအကုန်လုံးချပြမယ်မြန်မာပြည်လူစိတ်ဝင်စားမှုအများဆုံးသတင်းတွေကတော့ပရာဟိတခိုင်နှင်းဝေစီပတ်စံသိန်း30နီးပါးမှားလွဲမိလို့ပိုင်ရှင်ကပြန်တောင်းရာကနေခိုင်နှင်းဝေရဲ့ဇာတိရုပ်ဟာတဖြည်းဖြည်းပေါ်လွင်လာပြီးခိုင်နှင်းဝေရဲ့လှုပ်ရှားမှုတွေကိုဝေဖန်လာနေကြပါတယ်ဒီထဲမှာထင်ရှားတဲ့မော်ဒယ်ဂျွန်လင်တို့လိုလူတွေကလည်းလွယ်တဲ့ကိစ္စကိုရှုပ်နေတယ်လို့ဝေဖန်လာသလိုတော်လန်ရေးဘက်ကရဲမယားကလည်းထိုင်းနိုင်ငံကိုခိုင်နှင်းဝေလာပြီးဘာရွယ်ချက်နဲ့ဘလူတွေလှုပ်သွားသလဲဆိုတာစက်ဆုံခင်းထားပါသေးတယ်ဒါအပြင်ဆိုရှာအမီဒီယာအသုံးပြုသူတဦးရဲ့ခိုင်နှင်းဝေရဲ့ပရာဟိတလုပ်ငန်းလေပတ်ပုံနဲ့မိဘမဲ့ကလေးတွေဘယ်အခြေအနေရောက်နေသလဲဆိုတာကိုဝေဖန်ဆန်းစစ်ပြထားတဲ့ရေးသားချက်ဟာလည်းဆိုရှယ်မီဒီယာသုံးသူတို့စိတ်ဝင်စားတဲ့သတင်းတွေဖြစ်ပါတယ်ခိုင်နှင်းဝေရဲ့ဘန်ကောင်တွေကိုငွေမားလဲမိရမှာခက်ကြုံနေရတဲ့မျိုးသမီးတူမင်္ဂလာပါရှင်ဒီခါမှာတော့ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေရဲ့ဘန်ကောင်တွေကိုငွေမားလဲမိတဲ့အတွက်လူကိုယ်တိုင်လေးတွားရောက်ခါကြိုးကြောက်ကိုပြောပြခဲ့ပေမဲ့ငွေပြန်ပေးခဲ့တဲ့အတွက်ခက်ကြုံနေရတဲ့မျိုးသမီးလေးတယောက်ကြောင့်ကိုဖော်ပြတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ပရိုက်တာမင်းသမီးကြီးခိုင်နှင်းဝေမှာအမြဲတမ်းလွင်ငွေတွေထည့်လေးရှိသူအမျိုးသမီးလေးတယောက်ဟာမင်းသမီးခိုင်နှင်းဝေကြောင့်ဒုက္ခများတဲ့ဖြစ်ကိုရောက်ရှိနေခဲ့ပါပြီအကြောင်းကတော့ဒီလိုမင်းသမီးခိုင်နှင်းဝေစီမှာအမြဲလူလေးရှိတဲ့အမျိုးသမီးလေးဟာသူမပေးရမယ့်အထည်ဘိုးတွေအတွက်ငွေလွှဲတဲ့ချိန်မှာသူမလွှဲပေးရမယ့်ကုန်သည်ရဲ့အကောင့်နဲ့မင်းသမီးခိုင်နှင်းဝေရဲ့ဘဏ်အကောင့်ကိုမှားယွင်းစွာလွှဲမိသွားတာပဲဖြစ်ပါတယ်။သူမဟာမင်းသမီးခိုင်နှင်းဝေစီမှာအမြဲလူလေးရှိတဲ့အတွက်မင်းသမီးခိုင်နှင်းဝေရဲ့ပရိုက်တာအသိယုံထိတွားရောက်ခါဒီလိုလွှဲမှားမိတဲ့အကြောင်းဖြစ်ကြောင်းကိုစီကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူမကြုံလိုက်ရတဲ့လုပ်ရက်တွေကိုအခုလိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာချပြလာခဲ့တာပဲဖြစ်ပါတယ်။သူမကခိုင်နှင်းဝေဖောင်ဒေးရှင်းကိုအရင်ကလည်းလူနေကြပါ။ကျမမိတ်ဆွေတွေနဲ့ကျမကောင်းအောင်သူတွေလည်းသိကြပါတယ်။ထိုင်းကခြားသူတွေမက်ခိုင်နှင်းဝေစီလူချင်းတောင်မှလှူလို့ရအောင်ကျမကိုယ်တိုင်ကမကထဥဆောင်ပြီးတော့ငွေကောက်ပေးတဲ့သူပါကျမတို့ကယုံကြည်ခဲ့တာပါရှင်မေလ9ရက်နေ့ကကျမကုန်သေးစီကိုထေဘိုး30နီးပါးလွှဲရမှာကိုမက်ခိုင်နှင်းဝေရဲ့ဖောင်ဒေးရှင်းကောက်ကိုမှားလွှဲမိခဲ့တယ်ကျမတို့ဘက်ကအမှားလွှဲမိချင်းတနအီတွင်းမှာလူကိုယ်တိုင်ရုံးကိုသွားပြေးပြောခဲ့တယ်။ရုံးဘက်ကမက်ခိုင်နှင်းဝေပျော်ဝဲရောက်နေလို့နောက်5ရက်ပြန်ရောက်ဝေအခါကျမှလာခဲ့လို့ပြောပါရီ။သူတို့ချင်းနဲ့ရက်ပြန်သွားတော့ဗန်နယ်မဲမှတ်ပုံတင်အရှိနောက်ဘန်စတိတ်မန့်တွေတွားယူခိုင်းလို့ယူခဲ့ပေးရတယ်။အဲ့ချိန်ထိလည်းရုံးဝင်တန်းနဲ့ပဲတွေ့ကြရတာပါ။ရုံးဝင်တန်းရဲ့ဆက်ဆံရေးကလည်းကျမတို့လူပို့သွားတဲ့ချိန်ဆက်ဆံရေးနဲ့ငွေမားလွှဲလို့မလို့ပြန်တောင်းတဲ့ချိန်ဆက်ဆံရေးကကွာခြားမှုများပါရီ။ကျမတို့မှာကသူများပတ်စံကိုအလက်ကားသွားတောင်းနေရသလိုတင်ငယ်မှုကိုခန်းစားခဲ့ရပါရီ။အဲ့ဒီမှာသူတို့တောင်းတာပေးပြီးတော့သူတို့စစ်စင်တရားမှမလို့နောက်ထပ်5ရက်ထပ်ဆောင်ခိုင်းပါရီ။စောက်ခိုင်းတဲ့ရက်ပြေလို့ဖုတ်ခေါ်တဲ့အခါဖုံးမကင်လို့လူကိုယ်တိုင်သွားမိတဲ့အခါမှာတောင်တကုံမြို့နယ်ရုပ်ကထောက်ခံချက်တွေသွားယူခိုင်းပါရီ။မြို့နယ်ရုပ်ကလည်းသူတို့နဲ့မဆိုင်ဘူးအဲ့လိုပေးရတယ်လို့လုံရိုးလို့စီမရှိဘူးလို့ပြောပါရီ။သူရုံးကိုကျမတို့ပြန်သွားတဲ့အခါသူ့ဝန်ထမ်းကကျမအပေါ်မှာမချေမငယ်မတူသလိုမတန်သလိုဆက်ဆံပြောဆိုခဲ့ပါရီ။ဒါကိုမခိုင်နေဝေတီလားမတီလားကျမမသိပါ။အဲ့ချိန်ထိကျမမ